ပေါင်မရွက်ပေါ့နော်ဒီပေါင်မရွက်တော်တော်လေးကိုတောက်လို့ကောင်းတယ်ဟိုကလေးမြုပ်အထူးသဖြင့်ဟိုတာဟန်စီငါဆိုတော့ပေါင်မရွက်ပုံမှန်တိုင်းလိုဝယ်လို့ရတယ်ပေါ့ဒီကောင်ခါတက်ရတာနဲ့လေတအားဟွာချီလူမျိုးတွေစတအားကြိုက်တယ်ပေါင်မရွက်လေဒီပေါင်မရွက်ဘယ်လိုချက်တာလဲဆိုတော့ဆန်နဲ့ချက်ရတာပေါ့နော်ဆန်လုံးလေးကိုချက်တူတနဲ့ချက်တယ်ဆိုတော့ဒီကောင်တအားခါတယ်အခါပြီးမပါတော့မှဆိုလေဆန်နဲ့ချက်တာပြီးချင်းခင်းချင်းဒီနှလုံးလော့ထားပေါင်မရွက်နဲ့အလိုက်ဆုံးကဆွေပြုံနုတွေပေါ့နော်အဲ့ကောင်လေးလိုက်တယ်ဆွေပြုံအရွက်နဲ့လဲရောပြီးပြုတ်လို့ရတယ်ပေါ့ပေါင်မရွက်ဒီကတော့ဒီနေ့အမဲကျန်တဲ့ဟာပေါ့စီပင်ပေါ့နော်ဒါပြင်ကျွန်တော်ကအတူဘာပဲနဲ့တုတ်သမီးမစားဘူးသမီးကတော့ပဲစားတာအတိအကျကုန်စားတယ်နော်သမီးတို့တနေ့ကိုဖိတုံးစင်လေးကျင်စားတယ်ကြော်ရတယ်ဖော်ရတယ်ဆိုတော့ပင်ပန်းနေလေမနေ့တေးစားတယ်စနေခွဲလောက်မှစားတယ်ဒါပြင်နေ့လေ3 နာရီ4 နာရီလောက်မှအားတဲ့အချိန်လေးမှာငပြုတ်တင်းလေးနဲ့အဲ့လိုမျိုးသမီးတို့တစ်ခါတည်းမြတ်မစားဘူးညနေပိုင်းဆိုတော့10 နာရီ9 နာရီပေါ့နော်အဲ့လိုမှနည်းနည်းလေးပြန်စားတယ်仲差啦，哪里话呗？俺们这边嘛，对吧？